အာအူလေးတွေအပူလောင်ရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအာအူလေးတွေအပူလောင်တာကကျွန်တော်တို့မီးပူလောင်တာရှိတယ်ရင်နွေးပူလောင်တာရှိတယ်ပြီးလို့ရှိရင်သူတို့ကဓာတ်လိုက်တာရှိတယ်ဓာတုကြောင့်လောင်တာရှိတယ်ဒါမျိုးတွေရှိတာပေါ့ဥပမာမီးပူလောင်တယ်ဆိုတော့ရှင်းတယ်သူတို့ကမီးပုံနာကိုတွားပြီးတော့ခိုင်းမိလို့မီးလောင်သွားတယ်ဒါဆိုရင်မီးပူလောင်တယ်ပေါ့နော်ပြီးရင်ရင်နွေးပူမှောက်ကြလို့ရင်နွေးလောင်တယ်ပေါ့ပြီးလို့ရှိရင်တချို့ကြတော့ဘာဖြစ်လဲဆိုတော့သူတို့ကဒီ acid တွေဘာတွေဘက်တီအိုးပြက်တွေဘာတွေကိုတွားကိုက်ရင်းနဲ့ထပေါင်းလို့ဖြစ်တာမျိုးတွေဒါမျိုးတွေရှိတယ်ပြီးလို့ရှိရင်သူတို့ကဓာတ်ကြိုးတွေကိုက်တယ်ဓာတ်ကြိုးတွေကိုက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကြတော့ဓာတ်လိုက်ပြီးတော့ကြတော့လောင်တယ်အဲ့လိုလောင်တာရှိတယ်လောင်ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့အပူလောင်သွားပြီဆိုရင်ပထမဆုံးတော့ကျွန်တော်တို့ရှေးဦးသူနာပြုစုနေပြုစုရမှာပေါ့သူတို့ကိုအဲ့ဒီပူတဲ့နေရာနေပြီးတော့အေးအေးဆေးဆေးဖြစ်မဲ့နေရာကိုကျွန်တော်တို့ကခေါ်သွားမယ်ခေါ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကသူတို့ကိုရေအေးလေးနဲ့လောင်းချပေးမယ်ရိုးရိုးရေပါပဲကျွန်တော်တို့ရေခဲတွေသုံးလို့မရပါဘူးရေခဲတွေသုံးလို့မရပါဘူးသူတို့ကိုပထမဆုံးအေးအောင်အရင်လုပ်ပေးမယ်အဲ့လိုရေအေးအောင်လုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ပေးလို့ရသေးလဲဆိုရင်တာဝါအေးအေးလေးတွေဝက်တစ်ရှူးလေးတွေနဲ့ကျွန်တော်တို့ကအနာလေးကိုအုပ်ပေးလို့ရတယ်အဲ့လိုအေးလို့ရှိရင်သူတို့ကပုံပြီးနေလို့ကောင်းတယ်အဲ့အပြင်တကယ်လို့အမွှေးတွေရှိနေတယ်အမွှေးတွေရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့အမွှေးတွေကိုကျွန်တော်တို့ကညှက်ပေးလို့ရတယ်တကယ်လို့အမွှေးတွေကအနာကိုတွားပြီးကတ်နေရဆိုရင်တော့ကျွန်တော်တို့ကညှက်မပေးနဲ့ဒီတိုင်းပဲထားပေးလိုက်ပါပြီးရင်အနာကိုသေချာတန်ရှင်းလုပ်ပေးပါတန်ရှင်းလုပ်ပြီးကျွန်တော်တို့ကရေလောင်းတာရေဘက်အုပ်တာလုပ်လို့ရတယ်ဒါပေမဲ့အရက်ပြန်တဲ့ဆေးတိုင်းမလုပ်ရပါဘူးပြီးလို့ရှိရင်ဆေးဝါးရည်ထည့်တိုင်းမလုပ်ရပါဘူးနောက်တစ်ခုကတော့ hydrogen peroxide လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီအနာတွေကိုပြည်တွေသွေးတွေကိုဆေးတဲ့ဟာရှိတယ်အဲ့ဒီ hydrogen peroxide မလုပ်ရပါဘူးဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်တို့အာဝူလေးတွေရေပြားကိုဓာတ်မတည့်တာဖြစ်စေလို့ပဲဖြစ်ပါတယ်အဲ့ကျွန်တော်တို့ကအာဝူလေးတွေပူလောင်တဲ့တိုင်အောင်ကျွန်တော်ဘာတွေလိမ့်လို့ရမလဲလိမ့်လို့ရမလဲဆိုရင်ကျွန်တော်တို့က Bancrin လို့ခေါ်တယ်ပေါ့နော် Silver sulfur diazine လို့ခေါ်တယ်ဒီပုံလေးအတိုင်းပေါ့နော်အဲ့လို Silver sulfur diazine တွေကိုကျွန်တော်တို့လိမ့်ပေးလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ပိုးသက်ဆေးလိမ့်ဆေးလေးလိမ့်ပြီးလို့ရတယ် Bioplacentan တို့နောက်တော့ Nubirosin တို့အဲ့လိုမျိုးဟာလေးတွေပေါ့နော်ဒီမှာကျွန်တော်ပြတ်ထားတယ်ဒါမျိုးလေးလိမ့်လို့ရတယ်ပြီးလို့ရှိရင်တဘာဝနီးအားဖြင့်ဆိုရင်တော့ကျွန်တော်ရှားဆောင်လက်ပတ်ပေါ့ရှားဆောင်လက်ပတ်ကအေးလေအေးတယ်အဲ့ဒါကြီးလိမ့်လို့ရတယ်နော်အဲ့မလိမ့်ရမယ့်ဟာတွေရှိတယ်မလိမ့်ရမယ့်ဟာတွေကဘာတွေလဲမလိမ့်ရမယ့်ဟာတွေကတော့ကျွန်တော်တို့ကသူတို့ကိုသွားတိုက်စေးမလိမ့်ရပါဘူးပြီးရင်စီတွေမလိမ့်ရပါဘူးခုနပြောခဲ့တဲ့အရက်ပြန်တွေမလိမ့်ရဘူးဆေးဝါးရည်တွေမလိမ့်ရဘူးဒါတွေကတော့တေချာယူဆိုင်မှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်အပူလောင်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဘူးကြီးထားလာတယ်အဲ့လိုဘူးကြီးထားလာလို့ရှိရင်ကျွန်တော်တို့ကအဲ့ဘူးကြီးကိုတွားပြီးဖောက်တာတော့ဘာလို့မလုပ်အောင်ပါဘူးဒီတိုင်းပဲအဲ့ဒီပေါ်ကပဲထပ်ထပ်ပြီးလိမ့်ရပါတယ်ကျွန်တော်တို့ဘယ်ချိန်မှာတိတ်ဆက်စေးကူဆရာဝန်နဲ့ပြမလဲဆိုလို့ရှိရင်လောင်တာအရမ်းများတယ်သူ့ခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့900ခိုင်နှုန်းပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးရဲ့900ခိုင်နှုန်းလောင်ကျွမ်းတယ်ဆိုရင်ကျွန်တော်တိတ်ဆက်စေးကူဆရာဝန်နဲ့ပြပြီးလို့ရှိရင်လောင်တဲ့နေရာအရမ်းများတဲ့အတွက်အရေးပြားကြီးကဖြူဖြူကြီးဖြစ်သွားတာလို့ဒါမှမဟုတ်ရင်အဲ့ဒီရေပြားနေရာမဲချောက်ပြီးတော့မဲကွက်ကြီးတွေဖြစ်သွားတာလို့ဒါဆိုလည်းကျွန်တော်လိမ့်ဆန်သေးကိုဆရာမလည်းပြပါနောက်ပြီးလို့ရှိရင်ဖြစ်တဲ့နေရာကဒီမျက်လုံးတွေနှာခေါင်းတွေနဲ့နီးရဆိုရင်လည်းကျွန်တော်လိမ့်ဆန်သေးကိုဆရာမလည်းပြပါပြီးတော့သူတို့လောင်ကျွမ်းတာရိုးရေနွေးပူလောင်တာမျိုးမဟုတ်ဘဲနဲ့ဒီဓာတုဗေဒပစ္စည်းတွေကြောင့်လောင်တာမျိုးတို့ဒီလျှက်စစ်ပစ္စည်းတွေကြောင့်လောင်တာမျိုးဓာတ်လိုက်ပြီးလောင်တာမျိုးဒါမျိုးဆိုရင်ကျွန်တော်လိမ့်ဆန်သေးကိုဆရာမလည်းပြပါနောက်တစ်ခုကကျွန်တော်တို့အာဝလေးတွေကဒီလောင်တဲ့ဒဏ်ရာကြောင့်မလို့သူတို့ကအားမရှိသလိုဖြစ်သွားတယ်ဖြူဖြော့သွားတယ်အဲ့ဒါမျိုးပေါ့နော်ပျော့ခွေသွားတယ်ဒါဆိုရင်လည်းကျွန်တော်လိမ့်ဆန်သေးဘူးဆိုတော့လည်းပြပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအနာတွေကိုတန်ရှင်းလို့ရှိရင်အနာတွေကိုသေချာတန်ရှင်းလုပ်ပါပတ်တိအုပ်ထားလို့ရတယ်ဘာလို့လဲဆိုတော့တစ်ခါကျသူတို့ကအနာကိုရက်တာအဲ့လိုရက်မှဆိုလို့ပတ်တိပိုင်းအုပ်ထားပြီးလို့ရတယ်ဆေးပုံမှန်လိမ့်ပြီးတော့ကြတော့ကျွန်တော်တို့ကအနာကိုပုံမှန်ပဲတန်ရှင်းလုပ်ပြီးဆေးထည့်ပေးသွားလို့ရပါတယ်ဒါကတော့ဆေးကန့်ပြန်လာပြီဆိုရင်ကျွန်တော်တို့ကအိမ်မှာဆက်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့အာဝူလေးတွေအပူလောင်ရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာတော့အကြမ်းမျဉ်းတော့သိတာဘယ်လိုထင်ပါတယ်ချသိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်ကျွန်တော် YouTube လေးကို subscribe မလုပ်ရသေးဘူးဆိုလဲကျွန်တော် YouTube channel ကို subscribe လုပ်ပေးဖို့တောင်းဆိုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်